ဒီနေ့ကတော့ကလေးကိုပထမဆုံးအပြင်ကိုခေါ်ထုတ်တဲ့ vlog ဖြစ်ပါတယ်အခုက busy မှာနေပါစားဖို့သွားဝယ်မယ်ပြီးသွားလို့ရှိရင်စပယ်ဖျားကိုသွားမယ်ပေါ့နော်သူ့ရဲ့ဟိုဝယ်ထားတဲ့ဟိုတွန်းလဲသေးကိုအခုမှစသုံးရမှာပြင်မှာဟဲ့ရုပ်ဆရာမကြီးကဒီမှာချိုးတယ်အောင်ပါဇက်ကနေပြီးတော့လှုပ်ပြီးတော့စို့သူ့မိနဲ့ဖွားနေရဘာတိုင်းပက်နေတယ်ဘယ်လိုကြောင်ဖြည့်ရှင်းလို့မရတော့ဒါဖြည့်ရှင်းရခက်သွားပြီစစ်သွားပြီဒီနေ့မှာကားကြီးကလူရောများကျင်းတယ်လေကလေးရရှုံးမယ်နော်ဆရာမကြီးရနော်ဒီကတော့ငြိမ်ဒီတော့ရအပြင်မှာငြိမ်နေပါလားပြန်ပါလားအခုကဟိုထိုင်းစာသွားစားမှာဆရာမကြီးကိုချင်းမိုင် view နဲ့လားချင်းမိုင် view ရဲ့ view နဲ့လားတပုံတော့ရိုက်ပြီရိုက်ပြီဆရာမကြီးပြပြပါကြီး